ချာဦးချူလာကျွန်တော်တို့စောင့်နေပါတယ် Hello Hi ခုဂျေဟိုချူလာတော့ကြမှာဖြစ်ပါတယ်ဒါတော့ဒီနေ့ဂျေဟိုချူလာကိုတော့မစားဘူးလေသူ2ယောက်ရှိပါတယ်တင်းတပုံးနေပဲမြင်ဘူးမစားဘူးပါNational Stadium သွားချင်အပေါ်တက်မှာပါတဲ့သွားတော့မဟုတ်ပါမိုးရွာမိုးရွာနေတယ်အဲဒီကိုသွားလို့ရတယ်ချာဦးချူလာကျွန်တော်တို့စောင့်နေပါတယ်လေးဝိုင်းပဲကြံပါတော့တယ် Let's go Finally ဘယ်လိုခံစားရပါလဲကဲကြိုးစားခဲ့ရသဗျာတော့လက်သီးလက်မောင်းနေတန်းတယ်ဒီဘက်နာမလားပိုမိုက်သွားအောင်လုပ်ပါအခုဘာကြီးစားပြီးသွားပြီလဲ ဖတ်ထုံတဲ့အစီပဲတော့ရတော့တော်တော်ကောင်းနေဖတ်ထုတ်လေးပြပါအောင်ဖတ်ထုတ်လေး ဟာနေလို့အစီတောက်လိုက်အောင်အရေးကြီးအေးပြโอเคပါမဘာကြီးစားနေလဲဟောင်းနဲ့အမင်းနဲ့ပြေတော့တော့ပါโอเคအရေးလေးစားโอเคပါဒါတော့ salmon review လုပ်မှာဖြစ်ပါတယ်အားရပါဘူးကျွေးလိုက်ပါOkay. ဤနော် Okay ချာမကြီးကတော့သမီးကဘယ်ဆိုအစိမ့်တော့နေတာဘယ်ဆိုဆိုင်တော့စိမ့်တော့လေးလိုက်ပြီပါဘလို့ခံစားရလဲပြောပါဦးဘာရလဲမခံစားရတယ်ခံစားတဲ့နေကငါပြောခံတယ်ရောဘယ်ဆိုစိတ်ကိုတော့ရတာအေးနဲ့ခေါင်းနဲ့ကောင်းတယ်စားတော့အဘော
အဲ့အစိမ်းရအချင်းရလည်းကောင်းတယ် โอเคရပြီနော်ဒီနာအစိမ်းချောင်းတုတ်ထားတာဟုတ်တယ်အစိမ်းတုတ်တာမသိ ကိုလောကလို့လို့ ရပိတ်လိုက်မနော် ပြပြပြတော့ဆမ်မော် review မှာဖြစ်ပါရဲ့ အားရပါအနီးစားကောင်းတယ် fresh ဖြစ်တယ် โอเคပါ bye bye